H2 မှာဘယ်လိုရတာတက်ပြီးပေးစွမ်းမလဲဆိုတော့အင်္ဂလိပ်ကနေပဲဆက်ပြီးတော့ကြည့်ကြအောင် ပဲနော်ကျွန်တော်ရဲ့ဒီတစ်ခေါက် LOD Season 3ရဲ့ပေါ့နော်ဒါလုံးဝဒီ official telecom partner အဖြစ်ကလည်း Unite ကနေပြီးတော့ပေါင်ပံ့ပိုးပေးထားသလို official payment partner အဖြစ်ကလည်း Wimania ကနေလည်းပေါင်ပူးပေါင်းပေးထားတယ်ဖြစ်ပါတယ်ဗျာကဲအဲ့တော့ကျွန်တော်ရဲ့ဒါအင်္ဂလိပ်ပြည်စလာခဲ့ပြီဆိုရင်တော့ပါဂျန်ငယ်တွေပါချက်ချရမယ်ဆိုရင်တော့Essential တွေပါပြန်ပြီးတော့မြင်လာရတယ်ကျွန်တော်တစ်ဖက်မှာကျတော့လည်းပဲ Lancelot အဲ့တော့ Essential Lancelot ဆိုတဲ့ဂျန်ငယ်တွေကိုတော့ကျွန်တော်စတင်ပြီးတော့မြင်နေရတဲ့နေရာတစ်ခုမှာတော့အများကြီးတော့သိပြီးတော့ပြောစရာမရှိအားလေးကမှာ fan base အရန်ယူလို့ကောင်းတဲ့ဒီဂျန်ငယ်လာမျိုးတွေတော့စပြီးတွေ့နေရပါတယ်ဟုတ်ပါတယ်ဆိုတော့အဲ့တော့ထပ်ပြီးတော့ပဲဒါပြန်ပြီးတော့ရွေးချယ်ထားတဲ့အဲ့လိုမျိုး Esmeralda ကိုတော့ဒါပြန်ပြီးတော့တွေ့ရတယ်ပေါ့နော်ငါပြောသလိုပဲရှိတွေအဲ့လိုမျိုးအများကြီးထွက်လာမယ့်နေရာတစ်ခုမှာ absorb ပြန်လုပ်ဖို့အတွက်ဒါပြန်လဲပြီးတော့ဒါထွက်ပေါ်လာတဲ့ Esmeralda လေးပေါ့နော်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်အဲ့လိုမျိုး Ruby Gold လေးတို့ဒါနောက်ပိုင်းမှာတွေ့လာလို့ဆိုလို့ရှိရင် Maxman Gold လေးနေထက်အဲ့လို Fighter CC တို့ Ruby အဲ့လို Gold လေးတွေကိုပို့ပြီးတော့တွေ့လာရပါတယ်ဟုတ်ပါတယ်အဲ့တော့ဒီနောက်ပိုင်းကျတော့လို့ Maxman တို့ Baby Stick ကအရန်လှုပ်ရှုပ်တဲ့အနေအထားတစ်ခုရှိရပေါ့အဲ့ဒါကြောင့်မို့လို့ Oh ho Esmeralda First Black ကိုစတင်ပြီးတော့ခွင့်ပြုပေးခဲ့ရတယ်ဗျ First Black စပြီးတော့ပေးလိုက်ရဆိုတော့အောင်လန်းမှာလည်းပဲဒီ Hater နဲ့ဒီလပူနဲ့လာပြီးတော့ပေါင်းလာရလေတော်တော်လေးအဆင်ပြေoff မှာအဲ့လိုမျိုးလပူကိုကျွန်တော်တောက်လျှောက်ကြီးတွေ့နေရပါတော့ပွဲတိုင်းကြီးပါမှာကျွန်တော်လူတွေပဲပြန်ပြီးတော့ဖြစ်နေခဲ့အဲ့တော့ Lancelot level 4ရောက်တဲ့လိုအပ်ချက်နည်းနည်းလေးရှိနေသလို Lancelot level 4ရပြီအဲ့တော့တစ်ဖက်ကနေ Kim Ku တို့လည်း level 4ရဖို့အတွက်ကတော့သူရဲ့ Orange Pack ကိုတော့စပြီးတော့စသုံးနေပါသေးတယ်ဟုတ်ပါတယ်ဆိုတော့ဒါ Portland Motor Easy Back Ranger Easy ရှင်းထားတာလေးလည်းရှိနေသေးလို့လည်းမကြခင်မှာတော့စပြီးတော့တာတရတော့ပေါ်လာတော့မယ်နော်လက်ရှိဒီ first starter ကိုလည်းဆက်ပြီးတော့ကြည့်ရမယ်အဲ့တော့ G-Session ဒါဒီ update patch အရာမှာဆိုလို့ရှိရင်တော့အနေငယ်လောက်ဒီတော့ဒါအနေငယ်ပေါ့နော်အနေငယ်လောက်လေးရောဒါ nafta လေးရောရှိပေမဲ့လည်းပဲလက်ရှိကြည့်တော့ဒါအသုံးဝင်နေရလို့တော့ထင်နေအဲ့တော့အားလေးမှာခြုံလေးထဲမှာစောင့်နေရဒီဟာရှိနေရနောက်မှာတော့တစ်ဖက်ကနေမှအရင်ပြတိုးလို့မရဘူးအဲ့တော့ vision လေးနည်းလေးတောက်ပြီးတော့လိုအပ်လာပြီးထင်တာတစ်ခုမှာတော့ကိုနောက်ကနေမှ Blagina ဘာမှလုပ်လို့တော့မရပါဘူးဟုတ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ခုနကလေဒီအောက်ကနေပြီးတော့ဗောနော်ဗုဒ္ဓင်လေးထိုးထိုးပေးသွားသလိုဗုဒ္ဓင်ကိုကြိုက်တဲ့ player ကိုဗုဒ္ဓင် page နဲ့ဆိုလို့ရှိရင်လည်းပဲ Unite ဆင်းတဲ့အတူ1003ကိုတော့message ပို့ပြီးတော့ဒါပေးပို့လို့ရပါတယ်ခင်ဗျာအဲ့တော့ first starting battle လေးကတော့စပြီးတော့ဖြစ်ဖို့တော့ကြိုးစားနေခဲ့ပြီအဲ့တော့ဒီမှာလည်းလက်ပူ Rex တော့ပြပြရတဲ့နောက်ကနေပြီး live ပေါင်နေတဲ့ဆိုတော့ဒီလိုလိုက်ဆိုပြီးတော့ဖတ်မှာ next တော့တာတဲ့လေးကိုပြန်ချိန်ပေးလဲဆိုတော့ဒီစင်ချင် UK တကောင်ကတော့ပြန်ပြီးတော့သိမ့်ပိုက်ထားနိုင်ပါသေးတယ်ဟိုနောက်မှာ dominate လည်းတွေ့ရရောက်နေနေခဲ့ပြီတောက်လျှောက်ကို light နေခဲ့တဲ့နောက်က Esmeralda damage တွေကြာလွတ်နိုင်ပါအောင်မလားပြစ်တော့မပြစ်နိုင်တော့ဘူးဆိုတော့နောက်မှာ teammate ကအနေငယ်လာ save သွားခဲ့တဲ့အတွက်ကြောင့်မလို့ပဲဒီခေါက်မှာပြန်ပြီးတော့ဒါ AC တော့ပြန်လို့ရသွား Hyuki ကလက်ရှိမှာ team illusion နေကနှစ်ကောင်ကြီးရရှိခဲ့တာလေးတော့တွေ့လာပါတယ်နော်UK နှစ်ကောင်ရလိုက်တယ်ဘယ်လိုတာတရဦးတော့အဖိုဘက်ကပဲပြန်ပြီးရလိုက်ရဆိုရင်အရင်ကတသိန်းလုံးရဲ့ကြားထဲမှာကွာမှုတော့သိတော့မရှိပါဘူး UK နဲ့တာတင်နဲ့ပြန်ပြီး trade လိုက်ရတဲ့ပုံစံမျိုးတော့ပြောရမယ်ဗျတတ်တယ်အဲ့လိုမျိုး objective ယူရကြအောင် Lancelot ကအဲ့လိုမျိုး3 route retreat ကပို့ပြီးတော့အဆင်ပြေအဲ့ချင်းလေးနဲ့ပဲတန်းပြီးတော့ဂျိုတင်အဆင်သစ်ဖြစ်နေခဲ့တဲ့နောက်မှာ Valentina ပလစ်ကတန်းပြီးပေးလိုက်ရတယ်ဗျအရင်က level နဲ့တော့ dash တွေပြန်ဆွဲပြီးတော့ပဲ Lancelot ပြန်ထွက်လာနိုင်ခဲ့ပါလိမ့်လက်ရှိမှာအဲ့လိုမျိုးဂျန်ဂယ်ပိုင်းမှာ Lancelot အရင်အဲ့လိုမျိုးလုံးကောင်းတဲ့ assassin တယောက်ဖြစ်နေရလေတော်တော်လေးကိုကောင်းနေလို့ပြောရမှာပဲဆိုတော့ Hyuki ယူရလဲကောင်းတယ် Winter လေးတော့လဲကောင်းဆိုတော့ dominate ပြန်ပြီးတော့ပြေးနေရမရဘူးဒီချိန်မှာသူတက်ပြီးတော့ရက်တက်နေမယ်ဆိုလို့ရှိရင်တော့သူ Hyuki ရအဆုံးသက်ရခိုင်တာကြီးရှိပါတယ်ဟုတ်တယ်နောက်မှလည်း backup က Lunos ကလည်းပြန်ပြီးတော့ပါလာခဲ့ပြီဆိုတော့လေနည်းလေးအဲ့လိုမျိုးထပ်ပြီးတော့နေလိုက်တာနဲ့ Lunos ရဲ့အဲ့လိုမျိုး death from deck side damage တွေတောက်လျှောက်ကြီးပေးလိုက်ခံရနိုင်တယ်အဲ့တော့အပေါ်လမ်းမှာတော့တော့ဆိုလူစုလူဝေး vision လေးကတော့ AC ရဲ့ morning shocker လေးတော့ vision တော့ land တော့စစ်ထားသေးရဲ့ဗျာ AC လေးပဲရအဲ့တော့ဝင်ပိုက်တာမျိုးလုံးမနေသေးဘူးပေါ့နော်ဆိုတော့အဓိကအဲ့လိုမျိုး hater ကြီးကလည်းအဲ့လိုခြုံလေးတွေကပဲတောက်လျှောက်သလိုအဲ့တော့2ချက်3ချက်ထုလာမယ်ပြေးလာမယ်အဲ့ပုံစံလေးနဲ့ပဲဆွဲခေါ်နေရလို့ထင်တယ်ပေါ့နော်ရအဲ့တော့ design နေမျိုးရှိမနေသေးဘူးတစ်ဖက်မှာလည်း grow ရဲ့ဘောနေကြိုက်ပါပြန်ပြီးတော့ကိုယူတောင်းထားတဲ့ Vladina ဟိုတော့ wall paint လိုက်ဆို animate တဲတော့မတိုက်နေသေးဘူးပေါ့နော်ဒီကအချိန်ကောင်းစောင့်နေရလဲပါမယ်ဟုတ်တယ်ဗျာနော်အဲ့တော့အဲ့မှာအပေါ်တော့4ယောက်ပူပြီးပဲပြန်ပြီးတော့တက်သွားပြီဗျာနောက်ပိုင်းမှာဆိုရင်တော့အဲ့လိုမျိုး grow ပြအဲ့လိုမျိုးကျွန်တော် wine chap တွေပါရလဲပဲဘောနော်လုံးဝဒီမစတန်ဘူးဆိုရင်တော့မှကျွန်တော်ကူတော့လုံးဝတဝက်ကြီးပြန်ကြော့ပေးရတယ်ရှိနေတယ်ဆိုတော့အဲ့ဒါလေးက grow ထုတ်ထားတဲ့အဆင်ပြေတယ်ဒါပေမဲ့တခါလေ Valentina တော့ grow ပြ wine chat လည်းပြန်ယူထားသေးတယ်ဆိုတော့ target battle second target လေးပါပဲကြည့်ရပါဦး Okay အဲ့တော့ second target တခုမှာတော့ပြန်ပြီးတော့ဒါခုနကတော့ဒါ first target ကိုတော့ alpha back ကတော့ရိုက်ချိထားတယ် second target ဟိုတော့ဗလိုက်နေပြေးပြီးတော့လိုလာခြင်းနဲ့ဆို hater သူအရောက် guide ကလေး wall ပြပြီးတော့အတိုက်ပါပဲနောက်က ruby တကောင်စချသွားခဲ့ဟိုတော့ live out တွေပြောင်းပြီးတော့ပြေးနေခဲ့ lunas ပြန်ပြီးတော့လွတ်နိုင်ပါအောင်မလားဆိုတော့ play ကတက်ခုံသားပြင်ပဲလေပဲဟိုတော့ပြန်ပေးလိုက်ရ grow တကောင်ပြက်ကျသွားခဲ့ hater နည်းနည်းလေးကျွံသွားခဲ့ပြီး Esmeralda တောက်လျှောက်ဆို live ဖမ်းဖို့တော့ကြိုးစားနေမယ် hater ရဲ့ movement speed ကိုမှီနိုင်ဖို့တော့ကြောင့်နည်းနည်းလေးတော့ခက်တယ်အဲ့တော့တောက်လျှောက်ဆိုပြေးနေခဲ့တယ် hater တက်ဖို့ပြက်ဖို့တော့ရိုင်းတော့မလွယ်ကူနေတော့နောက်မတာသေးကတော့ပြန်ပြီးတော့ reset တော့ပြန်လုပ်နေခဲ့ပါပြီ Okay အဲ့တော့ဒီတစ်ခေါက် second target လေးမှာ Lancelot ထပ်ပြီးတော့ယူဖို့ကြိုးစားနေတယ်ရှေ့မှာ Esmeralda block လုပ်ပေးတဲ့နောက်မှာ Lancelot ပဲ second target ကိုထပ်ပြီးတော့ fight ဆိုင် APA အခင်းခုလို့ပေး
လိုက်ရတယ်ဗျ Lance Law ရဲ့ damage တော်တော်လေးကိုများတယ်နောက်ကလည်း live ပေါ်နေလူတော့ပြန်ပြီးတော့ input ပြန်ထွက်လာဖို့ကြိုးစားနေတယ်ဆိုပေမဲ့ River Fighter လိမ့်ရှိတ်က Dragon Set 3ချက်အောက်မှာ Lewis ပြန်ပေးလိုက်ရတယ်နောက်ကလည်း damage ဒါပေမဲ့ 2 man တန်ပြန်ပေးတာပါစေနောက်ကလည်း Lance Law မှာထပ်ပြီးတော့ဝင်လာဖို့ကြိုးစားနေတယ်ဆိုရင်လည်းပဲ 4v3 situation တစ်ခုမှာ up4 တွေးတယ်အရောက်နဲနေကြတာပေါ့ပြန်ပြီးတော့ forward တော့လုပ်ထားရသေးတယ်ဗျ တကယ်ကိုကောင်းတဲ့ဒူမနဲ့ရဲ့ initiate ကြီးကတော်တော်လေးကိုလှသွားခဲ့တယ်ပေါ့နော်နောက်မှတက်ပြီးတော့လေ Ruby ရဲ့ Doran Stanley နဲ့ပြန်ပြီးတော့ဖမ်းမိတာလေးတွေကတကယ် Hyoge ရဖို့တော့အစင်းသေးဖြစ်နေခဲ့တယ်လို့လေဆိုတော့ပြန်ပြီးတော့ဒါပဒယ်လေးတွေကတော့ပြန်ကျဲသွားပြီကူးချက်ချင်းမဲ့ဒါသူတို့အနေနဲ့တာတယောက်2ချိန်လောက်ထိပေးထားခဲ့ရမတည်လို့ရှင်လက်ရှိနေတာဒီမှာသူ Hyoge တာနေသေးတယ်နောက်ပိုင်းချရမှာတော့ 1k လောက်ထိရောချားနေဆိုမှလည်းပဲအရင်ကြီးတော့များတဲ့ပမာဏတော့မဟုတ်ပါဘူး Network cap ကတော့အရင်ကြီးတော့ကွာနေရဲ့ပုံစံမျိုးတော့မမြင်ရဘူးဗျ R4 ဘက်ကလည်းပဲဒီချိန်မှာတာထားရဲဆိုမှ Network cap ကမတိမတာလေးတော့ 1k ဝင်းချင်လောက်တော့သူတို့တာထားအရင်အများကြီးတော့မဟုတ်သေးဘူးအဲ့တော့ဒါလည်းတက်တဲ့2ချိန်ရထားရဲဆိုတော့သူတို့ဒီလောက်လေးတော့တာမှာပဲပေါ့နော်ဆိုတော့ပွဲရဲ့အဲ့လိုမျိုး game time ဘာညာကိုတက်ပြီးတော့ကြီးရမယ်ဆိုရင်တော့တစ်ဖက်မှာလည်းပဲအဲ့လိုမျိုး hater တွေဘာတွေတော့ဝင်ဟန်းလို့ရတာပြီးလို့ရှိရဲတခုလည်းရှိရဆို initiator အရတော့တင်းလူရှင်ဘက်ကတော့တော်တော်လေးတော့အဆင်ပြေလို့ပြောလို့ရပြီဗျနောက်တော့ Ruby goal lane တွေဘာတွေထွက်ထားရဲဆိုတော့လေဟုတ်တယ် initiate ပိုင်းရမှာတော်တော်လေးကိုပြည့်စုံတယ်လို့ပြောလို့ရဒီ illusion ဒီက damage ပေါ့နော် damage နောက်ပိုင်းမှာလောက်လာဖို့လိုအပ်လာလိမ့်မယ် Lewis ကပြစ်ချက်တွေအောက်ပေါ် hater တော်လေးကိုရော့သွားခဲ့ပါဒီက Lunos အနေနဲ့ကသူ armor break ဖြစ်နေတဲ့အတွက်ကြောင့်မလို့တော့သူစီကထွက်လာ damage ကိုတော့အရင်ရောတော့ခံနိုင်မှုဆိုတော့မလွယ်ဘူးဆိုတော့လက်ရှိမှာလည်းပဲ vision တွေကတူဦးကိုဦးတော့ဖြစ်နေခဲ့တယ်အပေါ်လဲ granger ကြီးကလုံးဝကြီးအဲ့လိုမျိုးသူက free fan လိုမျိုးဖြစ်တော့ဖြစ်နေရလို့မဖြစ်ဘူးလေကင်းရောက်တော့အဲ့ Granger ရဲ့ damage တွေပေါ့နော် Sonata တွေ Rhapsody 6ချက်တွေကအရန်အဲ့လိုမျိုးနားနိုင်တယ်အဲ့ဒါလေးတော့သတိထားလိမ့်မယ် Team Illusion တွေနဲ့အဲ့တို့က Mega Time အရောက်လောက်မှာပွဲကိုတန်းပြီးတော့ amp တော့ကတော့ပြင်ဆင်မှရလိမ့်မယ် Reaction တွေပါကြောက်တယ်လေ game ပိုင်းပါရချတယ်လို့ကကြောင့် Lance Law လောက်ကအဆင်ပြေချင်မှပြေလိမ့်မယ်အဲ့တော့ wine chat နဲ့ပဲတန်းပြီးတော့ပဲမနေ့တီးလောက်တော့ပြင်ရှင်းပေးတာပါသေးတယ်ဒါပေမဲ့ Channel တွေ Reaper တယောက်ကိုပါဆက်လက်ပြီးတော့အဆုံးသတ်ဖို့ကြိုးစားနေခဲ့တဲ့နောက်မှာအဆင်ပြေတဲ့ like တွေတောက်ချက်ထုံနေရနေပြီးတော့ပြင်တော့ပြန်ပြီးကြောက်ထားသေး Rock Power Nature နောက်က Next Sonata တွေတောက်ချက်ကိုပြေးထည့်ပေးသလို Joker နဲ့ပြေးပြီးတော့အတူဝင်လာခဲ့တဲ့ Kim ကိုဘာတက်လို့မှလဲ Dragon Slack Play ကပါထပ်ပြီးတော့ခုံလာခဲ့တဲ့ 5 man လုံး Up Esport ဒီနောက်မှာ stay alive ပါပဲအဓိက output damage ကပြန်ကြည့်မယ်ဆိုလို့ရှိရင်တစ်ခါကပုံပြီးတော့ထွက်နေသူလိုဖြစ်နေခဲ့ပြီပေါ့နော်အဓိက Lance Law နဲ့ဒီမှာ Granger နောက်မှာတက်ပြီးတော့ Lewis က Lunos စီကျန်နေသေးတယ်အဲ့3ယောက်စီကထွက်လာ damage ကိုမခံနိုင်ဘူးဖြစ်နေခဲ့ပြီနောက်မှာသွားပြီးတော့ညနေခဲ့ပြီးတော့ပတကိုက်ကျဲပြီးတော့ပြတ်သွားလာ Fake ကမကုန်လိုက်ရပြီဆို Ruby နောက်မှာလည်း Esmeralda ရှိနေသေးတယ်အရှိမလည်း Down push ကိုကြိုးစားနေခဲ့ပြီဆိုတော့နောက်မှာ First Rank ကတော့တော့ပေါင်းပြီးတော့အကောင်းဆုံးတော့ကာထားပါသေးတယ်အဲ့တော့ဒီ big fast story တွေကိုအဓိကနှစ်သိန်းလုံးကမပေးချင်ဘူးဗျ။ဟုတ်တယ်ဒီဂျန်ငယ်တို့ပြန်ကြည့်မယ်ဆိုရီဆန်ရှင်းတို့ Lance Law ဖြစ်တော့တဲ့ Bab ကအရေးကြီးရလိုအပ်တယ်။အဲ့လိုမျိုး Bab တာတကယ်လို့ပေးလိုက်ရမယ်ဆိုရင်သူ first story ပေးလိုက်မယ်ဆို Bab တွေပါထပ်ပြီးပေးရနိုင်တယ်ပေါ့။ Bab ကမရှိတော့တဲ့အခြေအနေတစ်ခုဆိုရင်ပို့ပြီးတော့ခက်ခဲသွားနိုင်တယ်ဆိုတော့ level ရောက် Lance Law တွဲတော့ရောက်နေခဲ့ဗျ။တစ်ဖက်က King ကိုရီဆန်ရှင်းရော level 11မရှိသေးတယ်။အရင်ရောမပေါ်တွေ့ Hero Key ကအပေါ်တာကတော်တော်လေးနည်းလို့ပြောဟုတ်တယ်ခုနကကြည့်အိုး wide ချက်ပြအတိုက်မှာတကယ် do must တကယ်အလှနဲ့တူမယ်တော့ပြေးထိုးတဲ့နောက်မှာတော့နှစ်ကောင်လုံး short အဲ့အပြင်မှာ first tower မှာထက်ရသွားခဲ့ရရင်လည်းပဲ Hyoge နှစ်ကောင်နဲ့အတူမှာ first tower စပြီးတော့ပေးလိုက်ရပါပြီဒီ illusion Grow ရဲ့ wide ချက်ပြတိုက်တာရတကယ်ကိုကွက်တီကောင်းသွားတာပါဟုတ်တယ်နော်အဲ့တော့ wine chat မှာ two man private big fast tower မှာထပ်ပြီးတော့သိမ်းသွားနိုင်ခဲ့ပြီဗျဒါကတော့ကျွန်တော်တို့ back coast of the year ဘေးချင်းပေါ့နော်ကျွန်တော်ညိုကျော်ကိုတော့ဗုဒ္ဓပေးခြင်းနေဆိုရင်တော့ဒါ Unite Single နဲ့တူ 1003ကိုတော့ AP3111 ဆိုပြီးတော့ပဲဗိုလ်တင်ပေးဖို့နိုင်မှာဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့တော့ကိုကြိုက်တဲ့ဒါ voting လေးတွေတွားရောက်ပြီးတော့ player တွေပဲဖြစ်ဖြစ် coach တွေပဲဖြစ်တွားရောက်ပြီးတော့ vote ပေးလို့ရပါတယ်ပေါ့နော်ဟုတ်ပဲเนาะဒီကြားထဲမှာ player တွေရဲ့ cap တွေကိုလည်းပဲကျွန်တော်တို့ဝယ်ချင်တဲ့ enemy page မှာလာတော့ပြီးတော့ဝယ်လို့ရပါတယ်ခင်ဗျာဟုတ်ပါတယ်အဲ့တော့တစ်ဖက်ကနေမှပြန်ပြီးတော့ Lewis ပေးတဲ့ damage ကိုတော့ကောင်းကောင်းကြီးတော့ခံလိုက်ရတယ်အဲ့တော့ hater အရင်ရောစမပြေနေဘူးလို့ပဲပြောရတော့မှာပဲအဲ့တော့တဖြည်းဖြည်းနဲ့ Tower Post လေးတွေကမတိမတာလေးကိုပြန်ပြီးတော့ upper back ကဖြည်းဖြည်းချင်းစီတွန်းလာရင်မှာ second tower လောက်ထိအောင်မှရောက်လာခဲ့ပြီပေါ့နော်ဟုတ်တယ်ဗျအဲ့လိုမျိုးတစားနဲ့တစားချီတက်လာခဲ့တဲ့အာပူနေနေကတော့တစ်ဖက်ကဒီတင်းကိုချက်မြေပုံဘောလောက်သူတို့တက်သိမ်းဖို့ကြိုးစားနေပြီအဲ့တော့ဒီမှာကျန်နေသေးတဲ့ဟေဒန်နေနေကတော့ပြန်ပြီးတော့ထွက်တာဟေဒါဖြစ်နေလို့သာလေသူနည်းနည်းလေးကန်ကောင်းတာဗျဒါပေမဲ့တစ်ဖက်က Lunos ရဲ့ dark side damage ကပိုင်းဟေဒါလည်းခံနိုင်ဘူးတကယ်တော့ခုနကတော့ Lance Law 3လောက်ချက်ဆွဲလိုက်တဲ့နေရာမှာတော့သူတစ်ဝက်ချော်လောက်ရောနေတော့မှတက်ပြီးတော့ Lunos ကပါတက်ပစ်လိုက်မယ်ဆိုရင်တော့ဟေဒါအဲ့နေရာမှာတစ်ခါလေးတန်းပြီးတော့ပြတ်သွားနိုင်တယ်လက်ရှိကာလောက်မှာတော့ first law ပေါ်လိုက် first law ပေါ်သည့်တိုင်အောင်လို့ Hyoge 4 night တော်တော်လေးကိုအသေးပြောက်နေတဲ့ပွဲစဉ်တစ်ခုလို့တော့ပြောရမှာပဲဒီ first law လာပြီးတော့ဒီ illusion ရယူနိုင်ဖို့တော့နည်းလေးတော့ခက်ခဲမယ်နောက်မှပြန်ပြီးတော့3လောက် ready ပြီးသွားခဲ့ဆိုတော့ white 2မှာတက်ပြီးတော့ပြတ်အတိုက်မှာပဲဒီကောင်စား short နဲ့အတူဟိုတော့ dominate မှာပြန်ပြီးတော့ပြေးနေခဲ့ရပါပြီနောက်မှတက်ပြီးတော့ wall ပိတ်ပေးထားတဲ့နောက်မှာပဲ flick ကလဘခုခုတ်ပြီးတော့အကောင်းဆုံးပြေးနိုင်ခဲ့ပြီဟိုတော့ပြန်ပေးလိုက်ရ Lewis ပါ
ရီဆန်အရှင်တစ်ဖက်ကနေ shock damage တွေရောက်တော်တော်လေးကိုနောင်းနာတယ်ဗျဒါကို Lancelot ကသိတယ်ဒီခြုံရဲ့ deck side တော့သူမဝင်ရင်ဘူးပေါ့နော်ဒါပေမဲ့အရှင်မှာ Lewis ဒီနေရတော့သွားပြီးရက်တီပေးလိုက်တဲ့နောက်မှာသူပြန်ပေးလိုက်ရတယ်နောက်တစ်ဆက်ပြီးတော့ပဲ off frame 2 man ပြန်ပြီးပေးဖို့ကြိုး Queen Woman မှာတပြပွင့်သားသေးရဆိုရင်လည်းပဲ Valentina wine chat တွေပါဆက်လက် on ပေးထားနေခဲ့သလိုဒီနေရာရဲ့ second turret နားမှာတော့သူဆက်လက်ပြီးတော့ရက်တီနေတဲ့ Alpha Esport အနေနဲ့လည်းပဲအောင်တဲ့ second turret ကိုလိုချင်နေရကြဒါပေမဲ့ Dominic ဒီနေရာတော့ပြေးပြီးတော့ပဲ Rex 3ချက်ဒီလိုရိုက်ပြီးတော့ကျူးလိုက် Barrier Cage ဒီမှာတက်ပြီးတားထားတယ်ဆိုရင် forward nature နောက်တက်ပြီး Dominic နေတော့ပြန်ကြတယ်ဗျာဒီကနေပြေးပြီးတော့ဝင်လာတဲ့ခေတ်တာတောက်ချက်ကိုလိုက်ဟပ်ဖို့ကျူးစားတယ်ဆိုရင် Never Chat နေခဲ့တယ်ဒီတစ်ခေါက် Esmeralda shut down ဆက်လက်ပြီးတော့ပေးလိုက်ရတယ် 2 man ပေးလိုက်ရပါသေးတယ် offer 2 man ရတကယ်ကိုလှသွားခဲ့တောင်းရဲဆွဲထက်ပြီးခါမှာတုံရမ်းမှာတန်းပြီးတော့သုံးနိုင် Ruby ရဲ့ဒီ Stanley damage တွေကြားထဲမှာနှစ်ယောက်လုံးပြန်ရှော့သွားခဲ့ရပြီအဲ့တော့ပေါ်လမ်းမှာတက်လာနေခဲ့တဲ့ first ball တော့ကောင်းကောင်းရ defense တော့ကာလို့ရောက်တစ်ဖက်ကမှ regret ကြာနောက်ကျတော့ပြန်ပြီးတော့ဖြစ်ပေးနေတဲ့ damage တွေအောက်မှာနေခဲ့တော့ထိနာနေခဲ့နေပဲတစ်ဖက်က dead side damage ကြားထဲမှာတော့ hit တာ လက်စစ်ချက်သွားဆိုလို့ရှိရင်တန်းပြီးတော့ပြတ်သွားနိုင်တဲ့ data တွေပါရှိသွားနိုင်ပါတယ် တော့ dashes လေးပါပဲ ဟုတ်တယ် အဲ့ဒီတစ်ချက်တော့ပြီးလိုက်လို့ရှိရင်နေတာ ပြတ်သွား ဆက်ပြီးတော့ပြီးလိုက်ရတယ် Hero K ကတော့7-7လုံးဝ equal ဖြစ်နေသေးတယ်လို့ပြောရမယ်နောက်ကအရာမှာ Legend Objective တွေပါရထားခဲ့တဲ့အပေါ်ကတော့ 5K ဆိုရင်တော့သူတာနေသေးတယ်ဆိုရင်အရင်တော့အများကြီးမဟုတ်သေးဘူးတော့ game 2လို့ shot ကလိုက်ပြီးပြန်ပေါ်နေချက်တယ်ပြီး wide chat မှာထပ်ပြီးတော့ပြီးထားတယ်ဒါပေမဲ့မရောက် Valentina ပြန်ကျသွားတော့ live ပေါင်နဲ့သူတော့ပြန်လေပြီးတော့သုတ်ပေါ်ဘူးကျူးသားတယ်ဆိုမရောက် Dominic ချက်ဝင်ထက်ချောတယ်ဗျာ အကြီးကနောက်ကနေထပ်ပြီးတော့ Hyogi လိုချင်တဲ့နောက်မှာလိုက်သွားခဲ့ဒီကလည်း၄ယောက်လောက်ထိရှိနေတဲ့အတွက်ကြောင့်မထီ illusion ဘက်ကလည်းချက်ချင်းဆိုလို့ဒီပရေကိုပြန်ဆိုးမိုးမိုးတော့ဂျိုးစားခဲ့ရဆိုတော့နောက်မှာပြန်ထွက်လာ response 9နေရမှာပြန်ပြီးတော့တစ်ဖက်ကနေမှာ outfit teammate ဆုံသွားတဲ့အချိန်မှာသူတို့တွေရဲကြီးလှုပ်ရှားလို့မရခဲ့ဘူးဖြစ်သွားခဲ့ပြီသူတို့ကိုယ်တိုင်မှာ Hyogi ပြန်ပေးလိုက်ရတာဒီကတော့အနေငယ်တော့နှမျောဖို့ကောင်းခဲ့တဲ့ပုံစံလေးတစ်ခုတော့ဖြစ်သွားခဲ့ရတယ်ပေါ့နော်ဆိုတော့ပေါ်လန်းတွေမှာစပြီးဝင်လာတဲ့ media wave တွေနဲ့ဒီမှာ mega tower တစ်လုံးမှာစပေးရပြီဆိုလို့ရှိရင်အနေငယ်တော့များသွားခဲ့ပြီနောက်မှာ Esmeralda Polystar မို့ပြီးသွားခဲ့ပြီဆိုရင်ဒီတစ်ခုမှာတော့ပြန်ပြီးတော့ပဲ forward ဖို့အချိန်ကတော့ရောက်နေခဲ့ပါ Esmeralda 4ယောက်5လောက်ကြားထဲမှာသေပါမလားဆိုရင်အပြေကြားထဲမှာတော့နောက်ဆုံးဒီဆန်ရှင်အဆုံးတော့တပေးနိုင်ခဲ့ပါပြီ အဲ့တော့ Esmeralda တော့ပြန်ပြီးတော့ပြီးလိုက်ရတယ်ဆိုတော့10 out 10ပါတယ်ဘာလို့အပေါ်လန်းရဲ့ mega tower တစ်လုံးနဲ့ Esmeralda လဲလိုက်ရရလို့ပြန်ပြီးသတ်မှတ်ရမယ်ဆိုရင်ပေါ့နော်ဒါတော့မစိုးတဲ့နဲ့ mega tower လည်းကလည်းတင်းလို့ရှိမှနှလုံးတော့ပဲကြံတော့တယ်ဗျအဲ့ဒါတော့ mega နှလုံးတို့နေနဲ့ကောင်းကောင်းတက်ပြီးတော့ defend ထားနိုင်ဦးမလားစပီးကြည့်ရမယ်နောက် second lob ကပေးလိုက်ရမယ်ဆိုရင်တင်း illusion အရန်အနေနဲ့များသွားနိုင်ပါတယ်ဟုတ်တယ်ဒီကတွတ်စီကအဲ့ rock လက်ထဲကနေကြော်ဖို့အနေငယ်ခက်နေရပေါ့နော် rock စီမှာ level 1 ပေါ်နေကြမှာလဲ stand up ပါတယ် water ပိတ်တယ်ပြီးရကောင်မှာလဲအဲ့ဒီမိပြီးတော့ white ချက်မှာလဲချက်ပြီးတော့ stand နေပေးလို့ရတယ်ဆိုတော့မီးဆွဲနေတယ်ဆိုတော့ Valentina လောမတည်သွားပါဘူးသူပြန်တော့ပြေးနေရပြီနောက်မှလည်းတောက်လျှောက်ကြီးအုပ်လိုက်ကြီးပြန်ပါလာ၄ယောက်လုံးရှိနေခဲ့တဲ့နေရာတစ်ခုမှာကျက်ရှိနေတဲ့ Ruby execution စတုံးနဲ့အတူပဲနောက်မှ wall white ချက်အတိုက်မှာ stand မှာတက်မိနေခဲ့ပြီဆိုတော့ Ruby မရတော့ပါပြန်ပြီးတော့ပြတ်သွားကြလို့မှနောက်ကကျန်နေခဲ့တဲ့ Hera မှာတက်ပြီးတော့အစ်စ်ပေးလိုက်ရတယ်နှစ်ကောင်တောင်းထပ်ပေးလိုက်ရပြန်ပါပြီ Great damage အရန်ကိုများနေခဲ့ပြီလေကင်းကိုရောက်လာခဲ့ study လည်းအရန်များ dominate flicker ပြန်ပြီးတော့ထွက်သွားလို့နော်တော့ let his stay နဲ့ team illusion ဘက်ကလွတ်နေလို့သာကန်ကောင်းတယ်မဲ့လောတော့မယူတော့ဘူးပွဲတော့တစ်ခါရဲတန်းပြီးစိုးဖို့ကြိုးစားနေခဲ့တဲ့ Abu Esport တောက်လျှောက်ကိုတက်လာတယ် mega tower လုံးမှာထပ်ပြီးတော့ပဲရိုက်ခွဲဖို့ကြိုးစားနေတဲ့ဘက်က Polystar နဲ့ပြေးပြီးတော့ထိန်းထားတယ် wipe set နဲ့ Valentina ခံနိုင်ရှိသေးတယ်လားနောက်တော့ throw အုံးလေးကိုတက်ရိုက်ဖို့ media wave ကပါနေခဲ့တဲ့နောက်မှာ Lancelot execution 3 level နဲ့တောက်လျှောက်ကိုပြေးနေတာ media wave ကလည်းထပ်ပြီးတော့ဝင်လာ Lancelot ပြန်ချလာတယ်လူတော့ live ပေါ်ခင်းကူလို့နောက်တဲ့ next side ချက်ပေးဖို့လိုအပ်ချက်ရှိနေသေးဆို media wave ကိုအကောင်းဆုံးပြင်နေခဲ့တယ် Alpha Esport ပြန်ပြီးတော့ bat နေခဲ့ရပါပြီ Lewis ကတော့ပြတ်ဖို့တော့ရအောင်များသွားခဲ့ပြီတောက်လျှောက်ကို throw မှာချောင်းလာဆို3ယောက်ပဲကျန်နေခဲ့ရောတော့ Granger ဖြစ်သွားရင်တော့မလွယ်တော့တောက်လျှောက်ပြဖြစ်နေတဲ့နောက်မှာ legendary တဲ့ဒီမှာဟိုတော့မှာ Ezra 3v1 ကြားထဲမှာတော့မှဒီဆန်ရှီကိုရောက်ပြန်ပြီးတော့ယူသွားနိုင်ခဲ့ရင်းနဲ့ပဲတော့အခုလေးပြန်ပြီးထွက်လာတယ်ဆိုမှချက်ချင်းဆိုလို့ပြန်ပြီး response တိုင်းနဲ့ပြန်ကြကုန်ပြီအဲ့တော့နောက်မှတက်ပြီးတော့ပဲ offer ပြန်ဆွဲတာဆိုမှ Granger ကိုသွားမိတိုင်းမှာတုံရတစ်သုံးသားပါသေးပေမဲ့လည်း Ruby သူတယောက်တည်း AR နဲ့တော့ဘလုံးပေါ့ဒီ3ယောက်ကိုထိန်းထားဖို့တော့မလွယ်ကူနေတော့ဘူးနောက်မှာပါလာတဲ့ media wave ကလည်းတင်းလေးတစ်ကောင်တော့ရှိနေပေမဲ့အခုမှတော့2ယောက်လောက်ပြီးရှိနေတော့ကြာခင်မှာလည်း Valentina sorry တစ်ဖက်ကနေမှ Hera ပြန်ပြီးတော့ထွက်လာတော့မှာပါအဲ့တော့ Hera တော့ပြန်ပြီးတော့ထွက်လာအောင်မယ်ဒါပေမဲ့ဒီနေရာမှာသူတို့ဒိန်းလေးကိုအကုန်လုံးဖက်နေမှာ dominate ဘာမှတော့မလုပ်ကြသေးဘူးတက်ဟိုးတက်ပြီးပြတ်သွားခဲ့နေပဲ game number 1မှာ Alpha Esport ပွဲကိုတက်ပြီးအဆုံးသတ်ဖို့ကြိုးစားနေခဲ့ရင်းနဲ့ပဲတစ်ဖက်ကနေအကောင်းဆုံးကာနေတဲ့မကြောက် great damage ချားတယ်မှာပဲဒီတစ်ခေါက် game number 1မှာတော့ Alpha Esport တကယ်ကိုပဲအကောင်းကောင်းမွန်မွန်နဲ့ပဲပွဲကိုတော့အဆုံးသတ်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်